အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Saki ပါဒီနေ့မှာကျွန်တော်က Minecraft Adder လေးတစ်ခုနဲ့ Briar တို့မိတ်ဆက်ပေးပါမယ်ဒီ Adder လေးရဆိုရင်တော့ပြင်ကျွန်တော်တို့ Spider ဆော့တဲ့အခါမှာအရန်ပြင်းတဲ့ကောင်တွေအတွက်တကယ်ကိုအသုံးဝင်မဲ့ Adder တစ်ခုဖြစ်တဲ့အတွက် Briar တို့ video လေးကိုအစအဆုံးကြည့်ဖို့ဖိတ်ခေါ်လိုပါတယ်ကဲဒါဆိုကျွန်တော်တို့အခြေလေးဆွဲတဲ့ video လေးကိုစလိုက်ကြအောင်ဗျကဲကျွန်တော်ဒီနေ့ပြပြပေးမယ့် Adder လေးက Essential လို့ခေါ်တယ်ဒီ Adder မှာဆိုရင်တော့ပြင်ကျွန်တော်တို့တစ်ပင်အသေးလေးတွေကိုပေါ့နော်တစ်ပင်အကောင်လုံးကိုပတ်စိမ်းနဲ့တစ်ချက်တည်းခုတ်လို့ရပါတယ်။ Brother မြင်တဲ့အတိုင်းပဲတစ်ပင်တစ်ပင်တော့တစ်ချက်တည်းနဲ့ပြိုကျသွားတယ်။သူက cherry အပင်တော်မှသူကတစ်ချက်တည်းနဲ့အကောင်လုံးပြိုကျရတဲ့ခုတ်လို့ရရပေါ့ဗျာ။ cherry အပင်ပဲလားဆိုတော့လည်းမဟုတ်ဘူး။သူကဒီမှာ Christmas တစ်ပင်တို့အားလုံးခေါ်ကြတဲ့အပင်ကိုလည်းသူကတစ်ချက်တည်းနဲ့ခုတ်လို့ရအောင်ပါပါ။တတိုင်းဆိုလည်းအများကြီးပဲပေါ့ဗျာကျွန်တော်တွေ့ရတဲ့အတိုင်းဒီမှာအကြီးဆုံးဖြစ်တဲ့ကျွန်တော်တို့ဂျန်ကေရတစ်ပင်ကိုလည်းသူကတစ်ချက်တည်းနဲ့ဖြုတ်အကောင်လုံးတစ်ချက်တည်းနဲ့ခုတ်လို့ရရပေါ့ဗျာဒီအတန်းအရန်ကိုလမ်းပါပဲဗျာဒီလောက်ဆို brother ခံမှန်းမိပြီ brother ရှေ့မှာမြင်ကြတဲ့အတိုင်းပဲဒီအတန်းမှာ all တွေကိုလည်းတစ်ချက်တည်းနဲ့ဖြတ်လို့ရပါတယ်ဗျာဒီမှာဆိုလည်းကျွန်တော် coal တွေကိုတစ်ချက်တည်းနဲ့ဖြတ်ပြထားတယ်ပြီးရင်တော့ gold တွေ diamond တွေပါကျွန်တဲ့ဟာကြီးလည်းအကုန်လုံးဖြတ်လို့ရရပေါ့ဗျာဒီအတန်း spiral ဆော့တဲ့အခါမှာအရန်ကိုအသုံးဝင်တဲ့အတန်းတစ်ခုဖြစ်ပါတယ်ဗျာအဲ့ဒါတမျိုးတည်းအသုံးဝင်လာလားဆိုတော့လည်းမဟုတ်ပြန်ဘူးသူကမျိုးစုံအသုံးဝင်နေဗျာ spider ဆော့တဲ့ကအပင်ရေးကမှာပြင်းတဲ့ brother တွေအတွက်သူက hole ကိုလက်မကင်ပြီးတော့စပားကိုဒီလိုမျိုးဖြုတ်ဆိုရိတ်လိုက်မယ်ဆိုရင် brother တို့မြင်ကြတဲ့အတိုင်းပဲအကောင်လုံးပြတ်သွားတော့တွေ့ရလိမ့်မယ်ဒါ spider မှာအပင်ဆိုင်ရတာပြင်းတဲ့ကောင်တွေအတွက်အရင်အသုံးဝင်တဲ့ item လည်းဖြစ်တယ်သူကအာလူးလဲပေါ့နော်မှာတစ်ချက်တည်းနဲ့အကောင်လုံးပြုတ်ဆိုပြီးတော့ရသွားတယ်ပေါ့ဗျာပြီးရင်တော့ကိုယ့်ဘာကိုပြန်ဆိုင်လိုက်ပေါ့အရင်ကအဒန်ကတော့ပြန်ဆိုင်လို့ရတယ်ဗျာသူ့ဘာလို့ဖြတ်လိုက်ရင်ပြန်ဆိုင်ပြီးအခုအဒန်ကတော့မရတော့ဘူးဗျာကဲနောက်ထပ်တစ်ခုကိုတွားလိုက်ရအောင်ကဲကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုကြရင်ဒီထက်ပိုကောင်းတဲ့အဒန်နေနဲ့မိတ်ဆက်ပေးမှာမို့လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့လည်းအားလုံးပြောချင်ပါတယ်အားလုံးပဲနောက်ဗီဒီယိုကြရင်တင်နေကြမယ် bye bye